မျိုးလေးတစ်မျိုးရဲ့အစွန်အဖျားလူသူကင်းဝေးတဲ့ခြံဝင်းကျဲကြီးထဲမှာတိတ်ဆိတ်စွာတည်ရှိနေတဲ့သစ်သားအိမ်အိုကြီးတစ်လုံးအဲ့ဒီအိမ်ကြီးစီကိုအလုပ်ကိစ္စနဲ့ရောက်လာတဲ့လူငယ်တယောက်ရှေးဘုံနဲ့တွေနဲ့တကောင်ရံမှာပေါ်လာတတ်တဲ့ကြောက်စရာအမျိုးသမီးတဦးတို့ရဲ့တကောင်ရံမျိုးသမီးအပိုင်းတစ်ကိုအခုပဲနားဆင်ကြည့်လိုက်ရအောင်ဗျာနေမျိုးလေးတစ်မျိုးရဲ့အစွန်အဖျားမှာရှိတဲ့ဒီသစ်သားအိမ်အိုကြီးစီကိုကျွန်တော်ရောက်လာတာအလုပ်ကိစ္စကြောင့်ပါကုမ္ပဏီကစီစဉ်ပေးတဲ့ဒီအိမ်ကရှင်းအောင်အိမ်ကြီးဆိုပေမဲ့အခုလိုအေးစိမ့်နေလိမ့်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးအိမ်ထဲကိုခြေချလိုက်တာနဲ့ပထမဆုံးခံစားလိုက်ရတာကအောက်တိုးအနံ့တစ်ခုပဲကြွက်တင်နံလို့အဝတ်စုပ်တွေစိုးထိုင်းပြီးပုံနေတဲ့အနံ့လို့အနံ့စိုးကအဲခန်းထဲမှာဝဲနေတယ်။အိုးရင်ကလူမနေတာကြာလို့ဖြစ်မှာပါလို့ကိုယ့်ဘာကိုအားပေးပြီးအထုပ်အပိုးတွေကိုအပေါ်တဲ့အခန်းထဲကိုပစ်တင်လိုက်တယ်။ညဦးပိုင်းမှာတင်ထူးဆန်းတာတစ်ခုကိုစာပြီးသတိထားမိတယ်။အိမ်ကတသားအိမ်ဆိုတော့ကိုတလှမ်းလိုက်တိုင်းကျမ်းပြင်ကတကြွေကြီးနဲ့မြည်နေတာတဘာဝပဲ။ဒါပေမဲ့ကျွန်တော်ကရင်ပေါ်မှာညင်လေးလဲနေတဲ့အချိန်မှာဟိုဘက်အခန်းထဲကနေခြေစံတစ်ခုကိုကြားလိုက်ရတယ်။ဖနစီပြီးရှောက်တဲ့အတန်မဟုတ်ဘူး။ခြေပလာနဲ့အသားနဲ့တသားနဲ့ထိတဲ့ဖို့ဆိုတဲ့အခြေခံကလေးလေးမျိုးကျွန်တော်အသက်အောင်ပြီးတော့နားဆွင့်နေမိတယ်ခြေတံကအခန်းတကားဝမှာရက်သွားတယ်နှလုံးခုန်တန်းတွေကလည်းနှစ်ထင်မှာတဒိန်းနဲ့မြည်နေပြီအပြင်မှာတိုက်ခတ်နေတဲ့လေကလည်းတကိုင်းတွေကိုအိမ်နေရနဲ့ရိုက်ခတ်နေတာတစုံတယောက်ကအိမ်ကိုလက်သင်းနဲ့ကုပ်နေတယ်လို့ပဲညတနာရီလောက်မှာတော့ကျွန်တော်အိပ်ပျော်လို့နေပါဖြစ်နေတော့မှတောက်ဆိုပြီးရှေးဆက်ကြစံတွေကိုကြားလိုက်ရတယ်။အမိုးကမိုးယိုနေတာလားလို့စဉ်းစားပြီးမဲ့လေအပြင်မှာမိုးကရွာမနေဘူး။ကျွန်တော်ဓမီကိုဖွင့်ပြီးအတန်လာရကရင်ချင်ရင်ကိုထိုးကြည့်လိုက်တဲ့အခါကျွန်တော်ကြောရိုးတစ်ခုလုံးအေးဆက်သွားတယ်။ကျမ်းမြေပေါ်မှာရေအိုင်ငယ်လေးတစ်ခုရှိနေတယ်။အဲ့ဒီရေတွေကအမိုးကကြတာမဟုတ်ပဲကရင်ချင်ရင်မှာရက်နေတဲ့တခုခုစီကနေစီးကြနေတယ်လို့မျိုး။ရေအိုင်ထဲမှာအနက်ရောင်အဖက်တွေနဲ့ရွှွညွန်နေရလဲရောနေတယ်အဆိုးဆုံးကတော့အဲ့ဒီရေတွေစီကနေရနေတဲ့အနံ့ပဲအဲ့ဒါရေပုံနှံ့ပြကျွန်တော်ဓမီကိုအပေါ်နဲ့ထပ်မြင်လိုက်တဲ့အခါဂရင်ချေရင်းမှာဖြူဖြောနဲ့ဖောင်းကြွနေတဲ့ခြေထောက်နှစ်ဖက်ကိုတွေးလိုက်ရတယ်ရေထဲမှာအကြာကြီးစိန်ထားလို့အသားတွေလန်ထွက်နေတဲ့ခြေထောက်တွေအဲ့ဒီခြေထောက်တွေကကျွန်တော်စီကိုတဖြည်းဖြည်းချင်းတိုးလာတယ်ကျွန်တော်အော်ဖို့စူးစမ်းပေမဲ့လေချောင်းထဲမှာတစ်ခုခုနဲ့တစ်နေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲအခန်းထဲအနံ့ပြင်းထန်လာပြီးတော့နားထဲမှာလည်းတူတူလေးကြားလိုက်ရတယ်။မောင်လေးအမကိုကူညီပါအောင်။အောက်မှာတိတ်မှောင်နေ။ကျွန်တော်ဓမီကိုကင်ပြီးအခန်းပြင်ပြေးထွက်ဖို့ကြိုးစားပေမဲ့အခန်းတကားအပြင်ကနေပိတ်ထားသလိုမျိုးလုံးဝဖွင့်လို့မရတော့ဘူး။အနောက်မှာတော့အဲ့ဒီအေးစိမ့်စိမ့်အနံ့ဆိုးကြီးကလည်းပို့ပြီးတော့နီးကပ်လာပါတော့တယ်။ဒါနဲ့ဓမီကိုလွှတ်ချပြီးအခန်းတကားစီလက်ကင်မှုလက်နှစ်ဖက်နဲ့အားကုန်ဆွဲလဲတယ်ပခုံးနဲ့တိုက်ဖွင့်တယ်ဒါပေမဲ့တကားတစ်ဖက်ကနေတန်မုံနဲ့ရိုက်ထားသလိုမျိုးလုံးဝရွေ့မလာဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ဖနှောင်းအောင်မှာအေးဆက်ဆက်အရေးတစ်ခုစီးကျလာတာကိုခံစားလိုက်ရတယ်ငုံကြည့်စရာမလိုဘဲနဲ့သိနေတယ်အဲ့ဒါကခုနကဂရင်ချေရင်းမှာတွေ့ခဲ့တဲ့ရေပို့အိုင်စီကစီးလာတာပဲအနံ့ကခုနကလည်းနံမိမဲ့အခုတော့အဲ့ဒီထက်ဆယ်ဆမကပြင်းထန်လာပြီပေါ့ဆက်ဆက်အနံ့ကြီးကကျွန်တော်နှာခေါင်းထဲကိုအတင်းတိုးဝင်လာတယ်ကျွန်တော်စကြောတွေတောင့်ခဲပြီးအနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်မိတယ်။ဓမီကကျဲပင်ပေါ်မှာလှိမ့်နေရင်အလင်းတန်းအခန်းထောင်ကိုထိုးနေတယ်။အဲ့ဒီအလင်းတန်းထဲမှာမြင်လိုက်ရတာကအမျိုးသမီးတစ်ယောက်ရဲ့ရှေ့လျားရဲဆိုးနေတဲ့သဝင်အဆူကြီး။သူမကနေရန်ကိုမျက်နှာမူပြီးတော့ကက်ရက်နေတာပါ။ဒါပေမဲ့ထူးဆန်းတာကသူမရဲ့ပခုံးနှစ်ဖက်ပုံမှန်မဟုတ်ဘူး။အနောက်ဘက်ကိုလိန်ချိုးထားသလိုမျိုးဖြစ်နေတယ်။ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကနေရေတွေကတောက်နဲ့ဒါရဇစီကြနေတော့မယ်ကျွန်တော်အသက်ရှူဖို့တော့မေ့နေတဲ့အချိန်မှာပဲသူမကဖြည်းဖြည်းချင်းလှည့်လာတယ်လေဝင်းရိုးတွေကြိုးကြည့်နေတဲ့ကျို့ဆိုတဲ့အတန်ကြီးကတိတ်ဆိတ်နေတဲ့အခန်းထဲမှာဟိန်းထွက်သွားတယ်သူမရဲ့မျက်နှာရေထဲမှာလန့်နေချီပြီးစိန်ထားသလိုဖောင်းကားပြီးအရေပြားတွေကလည်းပဲ့ကြလို့နေပါဖြစ်နေတယ်သူမကပါဇက်ကိုဟလိုက်တော့အထဲကနေသွေးညစ်တင်တဲ့အတူရေမောပင်တွေအထွေးလိုက်ကြီးထွက်ကြလာတယ်ကျွန်တော်ကိုလက်ညှိုးထိုးပြီးအကွဲတဲ့အတန်ကြီးနဲ့ပြောတယ်ငါအရန်အေးနေပြီငါ့ကိုစကားမဆုံးခင်မှာပဲအပြင်ဘက်ကနေညိုင်းငနဲ့အတန်ကြီးနဲ့အတူလျက်စီးတစ်ချက်လက်သွားတယ်
ရုတ်တရက်အခန်းတကားချင်းကနေပွင့်သွားပြီးတော့အပြင်ကလေပြင်းတွေကလည်းဝေါကနေတိုးဝင်လာတယ်ကျွန်တော်အချိန်နဲ့လဲကျသွားပြီးမျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကမရှိတော့ဘူးကျွန်တော်အမောတကောနဲ့အခန်းပြင်ကိုပြေးထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအိမ်အောက်ထပ်ကနေကျွီးနဲ့တစုံတစ်ယောက်လေကားပေါ်တက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်အဲ့ဒါကတရေမဟုတ်ဘူးလူတစ်ယောက်ရဲ့လေးလံတဲ့ခြေသံဆိုတာကျွန်တော်အသေးချာသိလိုက်တယ်အမောင်ထဲကဝိညာဉ်အမျိုးသမီးထွက်သွားတဲ့အချိန်မှာပဲလေကားပေါ်ကိုတက်လာတဲ့လေးလံတဲ့ခြေသံကဘသူခြေသံလဲအဲ့ဒီခြေသံပိုင်ရှင်ကရောကိုမင်းအတွက်မိတ်ဆွေလားရန်သူလားဝိညာဉ်ထပ်ပူကြောက်ဖို့ကောင်းတဲ့အမှန်တရားတွေကိုတကောင်ရဲ့အမျိုးသမီးအပိုင်းနှစ်မှာဆက်လက်ဆောင်မြော်နားဆင်ပေးကြပါဦးအခုအပိုင်းတစ်ကိုနားဆင်လို့နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ short story by K channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာအားလုံးပဲဘေးကင်းတဲ့ညတစ်ညဖြစ်ကြပါစေ